ကြောင့်ကြီးစွာသောအကျိုးနဲ့ရှင်သောသင်တို့၏ရဲရင်ချင်းစိတ်ကိုမစွန့်ကြနဲ့ကျွန်တော်လိုက်ဆိုပါကြီးစွာသောအကျိုးနဲ့ရှင်သောသင်တို့၏ရဲရင်ချင်းစိတ်ကိုဒါဆိုရင်ရဲရင်နဲ့စိတ်ကဘာနဲ့ရှင်လဲရိုးရိုးအကျိုးမဟုတ်ဘလို့အကျိုးလဲကြီးစွာသောအကျိုးဒီချက်ဖတ်ဒါဆိုရင်အဲ့ဒီရဲရင်ချင်းကဘယ်ကလာလဲဆိုတော့ဖယားငါ့ကိုချစ်တယ်ငါ့ကိုဖယားကနော်ဘယ်တော့မှမစွန့်ထားဘူးငါ့ကိုဖယားကစိတ်ဝင်စားတယ်ငါဘာလုံးငါဘယ်သွားဖယားငါနဲ့အတူရှိမယ်ငါစီးပွားရေးလုပ်ရင်လည်းအောင်မြင်မယ်ငါအမှုတော်မြတ်လုပ်ရင်လည်းအောင်မြင်မယ်ငါမိသားစုကဏ္ဍမှာလည်းငါဘာဖြစ်မလဲအောင်မြင်မယ်ဘာဖြစ်လို့လဲဆိုတော့ငါတော်လို့တက်လို့မဟုတ်ဘူးငါကိုဖယားကဘာဖြစ်လို့လဲရှစ်လို့အဲ့ဒီရင်အိမ်မလေးအချစ်ခံတဲ့ကလေးတွေကနည်းနည်းပို့ပြီးတော့လက်သွက်ချီသွက်ရှိတယ်မလားဟုတ်တယ်မလားပြောမရဆိုမရတွေကဘယ်သူတွေလဲကလေးတွေကပြီးတယ်နော်နည်းနည်းအရိုက်ခံအစူခံဘာခံညာခံတဲ့အဖွဲ့တွေကအိမ်မှာနည်းနည်းကုတ်တယ်လေမင်းအိမ်မှာအရာအချစ်ခံတမိသားစုလုံးအလိုလိုက်တယ်ဆိုအဲ့ဒီကလေးကတော့ဘာလုံးဝ confidence ရှိစကားပြောလဲဘယ်သူမှမလုပ်ဟုတ်တယ်မလားတော့အချစ်ခံရတဲ့ကလေးနဲ့အချစ်မခံရတဲ့ကလေးပုံစံကွာလားကွာ confident ကွာလားကွာလမ်းလျှောက်တော့ကွာကျွန်တော်တို့ကဘုရားချစ်တယ်ဆိုရင်စိတ်ချမှုအဲ့ဒီစိတ်ချမှုကလည်းရဲရင်ချင်းပြောမယ်နော်ရတဲ့အချိန်တိုင်းမှာချစ်တယ်သင်ကောင်းရင်လည်းမကောင်းရင်လည်းလိမ္မာရင်လည်းမလိမ္မာရင်လည်းသင်လုံနိုင်တဲ့အချိန်မှလည်းမလုံနိုင်တဲ့အချိန်မှလည်းသင်နာမှာလူတွေရှိရင်လည်းလူတွေမရှိရင်လည်းသင်အောင်မြင်ခြင်းမှလည်းသင်ကြရှုံးတဲ့အချိန်မှလည်းရှစ်တယ်မိဘတော်ကြီးသားသမီးဟာကျွန်တော်သားနဲ့သမီးကိုချစ်ဘာလို့ချစ်ပကံစီတလို့ချစ်တာမဟုတ်ပကံစီတပါချစ်မယ်ဆိုတော့ဒီမြောက်ချစ်စရာဘာမကောင်းအေးရသိမ့်တယ်လို့ချစ်တာလည်းမဟုတ်မိဘကိုအလိုက်တီးလို့ချစ်တာလည်းမဟုတ်နော်အော်လိမ္မာလုံးလို့ချစ်အမှုတော်ဆောင်လို့ချစ်တာလည်းမဟုတ်ကျွန်တော်သားနဲ့သမီးဖြစ်လို့ကိုချစ်တယ်အာမင်သူတို့လိမ္မာရင်လည်းချစ်မယ်မလိမ္မာရင်လည်းချစ်မယ်စကားနားထောင်ရင်လည်းချစ်မယ်နားမထောင်ရင်လည်းဘာလို့သူတို့ကကျွန်တော်ရဲ့တကယ်နှလုံးသားတွေကမွေးဖွားလာတဲ့ကျွန်တော်ရဲ့သားသမီးဖြစ်လို့ကျွန်တော်ဖခင်ရဲ့ချစ်ချင်းမြတ်တာပေါ်မှာကျွန်တော်တို့စိတ်ချဖို့စီဝိုင်းလုံးနဲ့ချုပ်ဒီပေါ်မှာချုပ်တော့ဒီဘလို့စီဝိုင်းပါအဲ့ဒီကြီးစုံကျုံးနေစီရေးငါလို့ရင်အောင်မြင်မယ်ဆိုရင်ရေးရင်ချင်းရှိမဖျားအာမင်အာမင်ကျေးဇူးပါချစ်လားအဲ့တော့အဲ့ဒီ confidence the king,